ဘဝခီးကိုသွားကြတဲ့လူတွေဘာအရေးကြီးဆုံးလဲလို့မေးစိတ်ကောင်းနှလုံးကောင်းရှိဖို့ဒါကြောင့်တမုစတော်ဘုရားကြီးကစိတ်ထားကောင်းဖို့ပထမအရေးကြီးဆုံးကအဲ့ဒါပဲဘဝခီးကိုသွားမှာကျွတ်တော့ဘဝခီးဆိုတာကဒီဘဝမသေးခင်သွားတဲ့ခရီးရှိတယ်လို့ဒီဘဝသေးပြီးတဲ့နောက်ထပ်ဆက်သွားမယ်တဘဝပြီးတဘဝသွားတဲ့ခရီးလည်းရှိတယ်ဘဝခီးကိုအကျဉ်းပြင်းနှမျိုးနားလည်ရမယ်နော်တရပြီးတရတစ်ချိန်ပြီးတစ်ချိန်မသေးခင်မှာသွားနေရတာလဲဘဝခရီးပဲသေပြီးတဲ့နောက်ထပ်ဘဝတစ်ခုထပ်ဖြစ်မယ်အကောင်းလားအဆိုးလားဆိုတာကတော့တေဂာနီးစိတ်ထားလေးပေါ်မှာပဲမူတည်မယ်အဲ့ဒါလဲကံတရားပဲနော်မသေးခင်ကစိတ်ထားကောင်းလေးတွေနဲ့လောက်ရကောင်းလေးတွေအတွေးကောင်းလေးတွေနဲ့ဘဝမှာတကယ်အစင်တက်မြင့်မြင့်နေလာမယ်ဆိုရင်တေဂာနီးမှာလည်းဘလို့လုပ်ပြီးတော့မှယုံညံ့တဲ့စိတ်နဲ့သေတဲ့အကြောင်းမရှိဘူးနောက်မသေးခင်ကစိတ်ထားတွေကညံ့စိတ်ထားကောင်းအောင်လည်းသိပြီးတော့မကြိုးပမ်းမှုမအားထုတ်ဘူးဆိုရင်တော့တေဂာနီးမှာအဲ့ဒါယုံညံ့တဲ့စိတ်ထားနဲ့သေရတတ်တယ်အဲ့ဒါဆိုရင်တော့မကောင်းတဲ့ဘဝဖြစ်မှာနော်ဒါကြောင့်ဘဝခီးကိုသွားကြတဲ့တတ္တဝါတွေမှာအရေးအကြီးဆုံးကဒီစိတ်ကောင်းနှလုံးကောင်းလေးရှိဖို့စိတ်ကောင်းနှလုံးကောင်းရှိလို့ရှိရင်ပြစ္ဆုတ်ပံလည်းလိမ့်လိမ့်လဲဆင်းရဲစရာအကြောင်းမရှိဘူးလို့ဘုန်းကြီးကမြင်တယ်